ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူ strain ကြီးကြီးကျနေအကြောင်းအရာကတော့လေလူတိုင်းနဲ့ဆိုင်တယ်ဒါပေမဲ့လူတိုင်းလို့ကြောက်ကြတယ်တေခြင်းတရားအကြောင်းပါပဲဒီတေခြင်းတရားဟာပေကနေစတင်ခဲ့ပြီးသူ့ရဲ့အဆုံးသက်ကဘလို့ဖြစ်မလဲဆိုတာကိုစမ်းစာအခြေပြုအချက်လက်တင်နဲ့အတူလေ့လာကြည့်ကြပါမယ်ကောင်းပါပြီဒါဆိုရင်စလိုက်ကြရအောင်လားလူတိုင်းကြောက်ရွံ့ပြီးရှောင်ရွဲလို့မရတဲ့ဒီတေခြင်းတရားဆိုတာကအစကတည်းကရှိနေခဲ့တာလားဒါမှမဟုတ်တဏှာရာကနေစပြီးတော့ဝင်လာခဲ့တာလားလူသမိုင်းတစ်လျှောက်လုံးမေခွန်းထုတ်ခဲ့ကြတဲ့အဓိကမေခွန်းကတော့ဒါပါပဲတေခြင်းတရားဟာဘေကနေများအစပြုခဲ့တာလေအဲ့ဒီမေခွန်းရဲ့အဖြေကိုရှာဖို့ဆိုရင်လေဒီတေခြင်းတရားဆိုတဲ့သဘောတရားရဲ့အရင်းမြစ်အထိကျွန်တော်တို့နောက်ပြန်လိုက်ကြည့်ဖို့လိုပါတယ်လူဘဝမှာလေဘာမှမတေချဘူးလို့ပြောကြပေမဲ့တေချတာတစ်ခုတော့ရှိတယ်အဲ့ဒါကတော့တနေ့နေ့မှာတော့တေရမယ်ဆိုတာပါပဲဟုတ်တယ်မလားဒါလူမျိုးဘာသာအစစ်အတမ်းမခွဲခြားပဲလူသားတိုင်းမျှဝေခံစားရတဲ့အမှန်တရားတစ်ခုဖြစ်ပြီးတော်တော်များများအတွက်တော့ကြောက်ရွံ့မှုကိုဖြစ်စေတတ်ပါတယ်ဒါဆိုရင်ပေါ့နော်လူတိုင်းကတည်းကရှောင်လွယ်လို့မရတဲ့ဒီတေခြင်းတရားဟာဒီလောကကြီးတဲ့ကိုဘလို့ပုံစံနဲ့စပြီးတော့ရောက်လာခဲ့တာလေကျန်းစာထဲမှာတော့ဘလို့ပြောထားလဲလေ့လာကြည့်ကြရအောင် တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုတော့လေကျန်းစာရဆိုရင်ပေါ့ဒီကဘာကြီးရဲ့မူလအခြေအနေမှာတေခြင်းတရားဆိုတာလုံးဝမရှိခဲ့ဘူးတဲ့ဖျားသခင်ကလူတွေကိုထောင်စံအသက်ရှင်ဖို့တဖန်ဆင်းခဲ့တာဆိုတော့အစားပိုင်းမှာတေဆုံးခြင်းဆိုတဲ့သဘောတရားကိုမရှိခဲ့ပါဘူးဒါပေမဲ့အဲ့ရဲ့ချင်းကြီးကတနည်းအားမှာလုံးဝပြောင်းပြန်ဖြစ်သွားခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့ကဘာဦးလူထားလေဖြစ်တဲ့အာဒန်နဲ့အေဝါကဖျားသခင်ကဒါကိုတော့မစားနဲ့နော်လို့တားမြစ်ထားတဲ့ကောင်းမကောင်းကိုတီကျွမ်းစေတဲ့အပင်ကအသီးကိုတွားစားလိုက်တယ်အဲ့ဒီမှာပြည့်ညက်ကိုချိုးဖောက်မိသွားတာပဲဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကအပြစ်ကျူးလွန်တဲ့ဆိုတဲ့နေရာမှာအစစ်နှက်စင်ပါနေတာကိုတွေ့ရတယ်ပထမတစ်ခုကစိတ်ထဲကနေလိုချင်တတ်မှတ်တာအဲ့ဒါကိုမနောကံလို့ခေါ်တယ်ပြီးတော့မှအဲ့ဒီစိတ်ထဲကစန္ဒအကိုင်လက်တွေ့အကောင့်ထဲဖော်လိုက်တာအဲ့ဒါကကာယကံပေါ့ဆိုတော့အတွေ့ကနေအလုပ်ဖြစ်သွားတဲ့သဘောမျိုးပါပဲအဲ့ဒီလောရလေးအထူတဲကနေပြီးတော့ကဘာကြီးတစ်ခုလုံးလို့ပြောင်းလဲသွားစေမယ့်အကျိုးဆက်တွေတန်းစီပြီးတော့ပေါ်လာခဲ့တော့တာပဲကဲအဲ့ဒါတွေကဘာတွေဖြစ်မလဲဆက်ကြည့်ကြအောင်ပထမဆုံးရောက်လာတဲ့အကျိုးဆက်ကတော့အနိစ္စလို့ခေါ်တဲ့မမြဲခြင်းတရားပါပဲဆိုလိုတာကအရာအလုံးဟာအချိန်နဲ့အမျှပြောင်းလဲတယ်ပျက်စီးတယ်အဆုံးမှာတော့ချုပ်ငိမ့်သွားတယ်ဆိုတဲ့သဘောတရားကြီးလောကထဲကိုစတင်ဝင်ရောက်လာခဲ့တာပေါ့ဒီမှာကြည့်လိုက်ရင်ခြားနာချက်ကတကြော်ကြီးကိုကြီးမားတာကိုတွေ့ရမှာပါအပြစ်မရှိခင်တော့ကဘာမှာမမြဲခြင်းဆိုတာမရှိခဲ့ဘူးဒါပေမဲ့အပြစ်ဝင်လာပြီးတဲ့နောက်မှာတော့အနိစ္စဒုက္ခပြီးတော့တေခြင်းတရားဒီအရာတွေအားလုံးဟာလူဘဝရဲ့တစ်စိတ်တစ်ပိုင်းလို့ဖြစ်လာခဲ့တော့တာပဲအဲ့ဒီအနိစ္စတရားနဲ့အတူတူကပ်ပါလာတာကတော့ဒုက္ခလို့ခေါ်တဲ့ဆင်းရဲခြင်းပါပဲဟုတ်တယ်ဖျားတာနားတာအသက်ကြီးလာလို့အိုမင်းရတာကိုချစ်တဲ့သူတွေနဲ့ခွဲခွာရတာဒါတွေအားလုံးဟာအရင်ကမရှိခဲ့ပဲအခုမှလူသားတွေမလွဲမသွေရင်ဆိုင်လာရတဲ့ဆင်းရဲဒုက္ခတွေဖြစ်လာခဲ့တာပါကဲဒီလိုမျောလင်းချက်မရှိရဘူးလို့ထင်ရတဲ့အချိန်ဒီမှာဇလန်ကပြီးသွားပြီလားလုံးဝမဟုတ်ပါဘူးအခုဒီဇလန်တစ်ခုလုံးရဲ့အရေးကြီးဆုံးအလဲအပြောင်းတို့ကျွန်တော်တို့ကြည့်ကြရအောင်ဟုတ်ပါတယ်အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ဒါဟာဇလန်ရဲ့အဆုံးသတ်မဟုတ်သေးဘူးဆိုတာပါပဲမျောလင်းချက်ဆိုတာရှိနေပါသေးတယ်အဲ့ဒီမျောလင်းချက်အဲ့ဒီဖြေကတော့သခင်ယေရှုခရစ်တော်ပါပဲကျမ်းစာမှာဘယ်လိုဖော်ပြထားလဲဆိုတော့သူဟာလူသားတွေရဲ့အဖြစ်တွေအတွက်အသေးခံခဲ့တယ်ဒါပေမဲ့သုံးရမြော်တဲ့နေ့မှာတေခြင်းကနေပြန်ပြီးတော့ရှင်ပြန်ထမြောင်လာခဲ့တယ်အဲ့ဒီလိုနဲ့တေခြင်းတရားကိုအောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီကျမ်းပုတ်ကတော့အဆုံးသတ်မှာဘာဖြစ်မလဲဆိုတဲ့ကတိတော်ကိုအခိုင်အမာပြောပြနေတာပါနောက်ဆုံး၌ဖြစ်စီရသောယန္တုကတေခြင်းတရားဖြစ်၏ဆိုလိုတာကရှင်းရှင်းလေးပဲလူသားမျိုးနွယ်ရဲ့အကြီးမားဆုံးယန္တုဖြစ်တဲ့ဒီတေခြင်းတရားကိုတနေ့မှအပြည့်တိုင်ဖယ်ရှားပြလိမ့်မယ်ဆိုတဲ့ကတိစကားပါပဲဒီတော့တေခြင်းတရားကိုအောင်နိုင်ခဲ့တယ်ဆိုတာကကျွန်တော်တို့ရဲ့လက်တွေ့ဘဝအတွက်ဘယ်လိုမျိုးအဆုံးစွန်သောမျိုးလင့်ချက်ကိုယူဆောင်လာပေးနိုင်မလဲကဲနောက်ဆုံးပိုင်းမှာအတူတူကြည့်လိုက်ကြအောင်ဒီမျောလင့်ချက်ရဲ့အဓိကအနှစ်သာရကတော့ထာဝရအသက်ပါပဲထာဝရအသက်ဆိုတာပါလေအဲ့ဒါကတေဆုံးခြင်းတွေဝမ်းနဲ့ပူဆွေးပြီးမျက်ရည်ကျရခြင်းတွေလုံးဝမရှိတော့ဘဲနဲ့ဖျားသခင်နဲ့အတူထာဝရအသက်ရှင်ခွင့်ရတာကိုဆိုလိုတာပါဒါကြောင့်ဒီနေ့ဆွေးနွေးမှုတစ်ခုလုံးမှာအဓိကမေ့ထားရမယ့်အချက်ကတော့တေခြင်းတရားဆိုတာအပြစ်ကြောင့်စတင်ခဲ့ပဲအစတစ်ခုရှိခဲ့တယ်လို့ပဲဖျားသခင်ရဲ့မေတ္တာတော်ကြောင့်ဖြစ်လာမယ့်အဆုံးတစ်ခုလည်းရှိတယ်ဆိုတာပါပဲပြောရရင်ဒါဟာယာယီအချင်းဒီတစ်ခုပဲဖြစ်ပါတယ်ကဲဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပဲညီငုံချုပ်လိုက်ချင်ပါတယ်တေခြင်းတရားဆိုတာအဆုံးသတ်မဟုတ်ဘူး
ထာဝရအတ္တဆိုတဲ့မျောလင်းချက်ရှိတယ်ဆိုတဲ့ဒီတိကမြမဘွားကိုဖျက်တမ်းနေထိုင်နေတဲ့ပုံစံကိုဘလောက်အထိများပြောင်းလဲပေးနိုင်မလဲ